အဲ့တော့သူတို့မိဘတွေကိုသူတို့ကဝန်ထမ်းခန့်ဖို့ပြောတိုင်းမိဘတွေကပေးမခံတော့လုပ်ငန်းတိုးချဲ့လို့မရဘူးလုပ်ငန်းတိုးချဲ့မယ်လို့ဝန်ထမ်းခန့်ရမယ်ဒီဝန်ထမ်းမခန့်မယ်လည်းဘယ်လိုမှတိုးချဲ့လို့မရဘူးလေလူတယောက်ရဲ့လောက်ပါမိသားစုတစ်ခုရဲ့လောက်ပါဆိုတာ limit ရှိတယ်လေအကန့်အသတ်ရှိတယ်လေဒီအကန့်အသတ်ထက်ကိုဘယ်လိုမှကျော်လို့မှမရဘူးပေါ်တယ်ဝန်ထမ်းခန့်ရမှာပဲလေအဲ့တော့နောက်ဆုံးသူတို့ကပြောလဲဒါဆိုရင်တော့စေပုံသာစေတနာတတ်တယ်မယ်ဆရာတွေမှာရွှေတိုင်းရှိတယ်ဆရာတွေရဲ့ရွှေတိုင်းမှာလည်းဝန်ထမ်းတွေအများကြီးတယ်ဒီဝန်ထမ်းတွေကိုဆရာတွေဘယ်လို manage လုပ်တယ်လဲဘယ်လိုကိုင်တွယ်တယ်လဲဘယ်လိုမကိုအောင်ဘယ်လိုလုပ်တယ်လဲဒါလေးတွေကိုသွားမေးမယ်ပေါ့နော်အဲ့လိုသွားမေးမယ်ဆိုပြီးတော့သူတို့ကသင်တန်းလာတက်တာတဲ့အဲ့ဒါကိုအဓိကသိချင်တာတဲ့အဲ့တော့ဆရာတို့ဝန်ထမ်းတွေကိုလည်းမကိုအောင်ဘယ်လိုလုပ်တယ်လဲဘယ်လိုမှလုပ်လို့မရဘူးဆရာတို့ကိုယ်တိုင်လည်းအဖို့ခံရတာပဲဟုတ်ပြီနော်ကိုမဲ့လူကြောင့်မကိုအောင်ဘယ်လိုလုပ်လို့ရပါလဲဒါပေမဲ့လုပ်လို့ရတာအခုလိုရှိတယ်လို့သူတို့တွေဘယ်လိုကိုတက်တယ်လဲဘယ်လိုလုပ်တတ်တယ်လဲဆိုတော့ဆရာတို့ပြောပြလိုက်မယ်ပြောပြလိုက်လို့ရှိရင်ကာကွယ်လို့ရတော့တာပေါ့အတက်နိုင်ဆုံးကာကွယ်လို့ရတော့တာပေါ့ Facebook မှာလည်း